အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့မှာတော့အလုပ်ပိတ်ရလဲဖြစ်တဲ့အတွက်ကျွန်တော်ကားလေးဒီမှာမာစတာလေးကိုအင်ဂျင်ဝိုင်လဲမှာဖြစ်ပါတယ်ကားချက်နှလုံးရှိမယ်အင်ဂျင်ဝိုင်ဖစ်တာဖြုတ်တဲ့ပလာယာရှိမယ်ပြီးတော့ဒီမှာ2 box ရှိမယ်ဒီမှာစပန်နာရဲ့ကောက်တယ်ရှိမယ်အင်ဂျင်ဝိုင်ကတော့ဒီမှာ 5W 30ကိုရွေးချယ်ထားတယ်နော်ဒါမှဖစ်တာလဲအစင်းနဲ့ဝယ်ထားပြီးသားပဲเนาะအဲ့တော့အရင်ဆုံးကားကို jack ထောက်မယ် jack ထောက်ပြီးတော့အင်ဂျင်မှာလဲဖို့စပြီးတော့ပြင်ဆင်ပါမယ်တဲကာကိုချုပ်ပြီးသွားပြီเนาะတဲကာကိုချုပ်ပြီးတဲ့အခါမှာဟောဒီမှာကျွန်တော်တို့ဒီမှာ wine filter ရှိတယ် wine filter ပြီးသွားတဲ့အခါမှာပါရှိလဲဆိုတော့ဒီမှာ engine ထဲက engine wine အဟောင်းတွေကိုဖောက်ထုတ်ဖို့အတွက်မြန်မာလေးတော့ the check nut လို့ခေါ်တယ်เนาะဒီမှာချက်ပါရှိတယ်အဲ့ဒီပေါက်ကိုဒီမှာအဲ့ဒီပေါက်ကိုဆွဲပြီးတော့ဖွင့်လိုက်တယ်ဆိုလို့ရှိရင် engine wine တွေထွက်လာမယ်เนาะဒီမှာညစ်ပတ်နေတဲ့ engine wine အဟောင်းတွေကိုတုပ်ပြီးတော့တန်ရှင်းလုပ်လိုက်မယ်ပြီးတဲ့အခါမှာဒီကျွန်တော်တို့ engine wine filter အသစ်ကိုပြန်ပြီးတော့တက်မယ်เนาะအဲ့လိုတက်တဲ့နေရာမှာအရစ်ကြောင်အောင်တက်ဖို့အရေးကြီးပါတယ်ဒီမှာတော့ဒါကတော့ engine wine gate တန်ဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာထည့်ရမယ့် engine wine အမျိုးအစားလေးရေးပေးထားပါတယ် engine wine ကိုဒီအပေါက်ထဲကနေထည့်ရမှာဖြစ်ပါတယ်เนาะ engine wine အဖုံးကိုပြန်ပြီးတော့ညစ်ပတ်နေတဲ့ဟာလေးတွေကိုစီအဟောင်းလေးတွေကိုနည်းနည်းလေးကန်ဆယ်လိုက်မယ်เนาะဟုတ်ပြီဒီတပုံးလုံးကိုသူက5 quarter ရှိတယ်5 quarter ကိုကျွန်တော်က engine က 2.0 ဖြစ်တဲ့အတွက်သူက4.5 quarter ပဲထည့်ပြီးတော့ 0.5 ကျန်ရမှာဖြစ်ပါတယ်ဒီကောင်လေးရဲ့ engine 2 မျိုးလာတယ် 2.3 နဲ့ engine လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ5 quarter အပြည့်နီးနီးထည့်ပေးရမှာဖြစ်ပါတယ်เนาะကဲအားလုံးဝင်စဖြစ်မယ်အခုတက်ထားတဲ့ဒီ filter ပူမှာလဲစီယိုစိမ့်မှုရှိမရှိကိုတခြားလေးစစ်ဆေးပေးပါမယ်เนาะဟုတ်ပြီပြီးတော့ဒီမှာကာဗာတွေပြန်တက်ပြီးတော့ကျွန်တော်တို့စက်ကိုစပြီးတော့နှိုးကြည့်လို့ရပါပြီနော်ဒီကိုစပြီးတော့ဖြည့်တဲ့နေရာမှာကျွန်တော်တို့အကုန်လုံးမဖြည့်ပါဘူးเนาะ4 quarter ကိုအရင်ဖြည့်မယ်အင်ဂျင်ကို10မိနစ်2မိနစ်ခန့်နှိုးရမယ်ပြီးတဲ့အခါမှာ2မိနစ်3မိနစ်ခန့်ပြန်စောင့်ပြီးတော့အင်ဂျင်1ပြန်ကျသွားတဲ့အခါမှာခါပြန်တိုင်းရှိမယ်ပြန်တိုင်းရှိ